အားလုံးပဲမင်္ဂလာပါမလေးရောဘာမာကနေကြိုဆိုလိုက်ပါတယ်ဘယ်လောကဇလန်တွေကိုကြက်နှစ်သက်တဲ့သူတွေအတွက်ကျွန်တော်ဒီနေ့မှာဒီကံမင်းရဲ့မဖဲဝါနဲ့စာကြောရုပ်တရေကြီးဆိုတဲ့စာအုပ်ကလေးကိုကျွန်တော်ဖတ်ရှုတင်ပြပေးမှာဖြစ်ပါတယ်မလေးတရေကြီးဟဲ့အောင်ရင်ဘာမှလဲတရေဘာမှလဲအမနောက်မှာရက်နေတယ်မောင်ဖြစ်သူကြီးထိတ်လန့်ချောက်ချပွဲအော်လိုက်တဲ့ကြောင့်အမဖြစ်သူမခင်တွန်းတွန်းရင်နဲ့ပြန်ပေးလိုက်တယ်ထိုအစဉ်မှာပဲတရေကပျောက်သွားခဲ့ဟုတ်လူလားဟုတ်တယ်အမနဲ့တိတ်မကွာဘူးအမလီတရေတဲ့မခင်ရက်နေရမှရုတ်တရက်မောင်ဖြစ်သူထံပြေးလာပြီးအတင်းဖတ်တွေ့ထားတော့သည်မရှိတော့ဘူးအမတရေပျောက်သွားပြီအောင်ကြီးပခုံးပေါ်မျက်စိစုံမိတ်ပြီးခေါင်းတင်ထားသောအမားဖြစ်သူဟာတွန်းဖယ်လိုက်ရင်တရေပျောက်သွားပြီဖြစ်ကြောင်းပြောလိုက်ရတယ်အချိန်ကမနက်9 နာရီခန့်ရှိပြီ။ဆောင်းရသည်မှုညတာရှိပြီးနေတာတူသည်။ညပိုင်း6 နာရီဆိုမှောင်ပြီ။မနက်6 နာရီဆိုအမောင်တို့ရှိနေတော့မယ်။မောင်နှမနှစ်ယောက်လဲခွက်တဲ့သို့အိမ်မနက်9 နာရီထိုးတဲ့ကထွက်လာခဲ့ကြတယ်။လဲကွင်းဒီမှာစပားများရင်းစပြုနေပြီ။နောက်15 ရက်ခန့်ဆိုစပားများမှဲတော့မည်။ရိတ်သိမ်းရတော့မည်လဲဆယ်ခန့်ရှိသောစပားကင်းများရှိရသို့မနက်နေထွက်သည်နှင့်ကိုက်ချီစားတော့မဲ့စားကလေးများအုပ်ချီလိုက်ချီကြောက်ရောက်လာသည်စပားရင်ချိန်မှရိတ်ချိန်အထိစမောင်းရသည်လူအားနှင့်မောင်းရသည့်အပြင်စားကြောက်ရုံများလဲကွင်းအတွင်းသို့စိုက်ပြီး6 လက်မောင်းနေရသည်တချို့ကဝလုံးတိုင်များလဲကွင်းအနှံ့စိုက်ကတတိုင်းနဲ့တတိုင်းကျိုးများဖြင့်ဆက်သွယ်ချီနှောင်ထားပြီးကျိုးများမှာကျွဲခလောက်များချိတ်ဆွဲထားကြသည်ကျိုးများမှာပလတ်စတစ်စာများတွဲလောင်းချီထားသည်လူရှိသည့်နေရာမှာဝါတိုင်ကိုပဲလှုပ်ကျိုးကိုပဲဆွဲကျွဲခလောက်များတောက်ထမိလိုက်သည်နှင့်စပားလာစားကြသည့်ငှက်များထပြီးလန့်ပြေးနေတော့သည်အောင်ရင်တို့လေကားတဲ့စာကြောက်ရုပ်တဧကခန့်ကို2 ရုပ်နှုံးနဲ့လေ6 ဧကလိုက်စိုက်ထားခဲ့သည်တဲနာနီသောလေကွင်းများမှာဝလုံးတိုင်များစိုက်ပြီးပိတ်စာများတွဲလောင်းချီထားသည်ကျွဲခလောက်မရှိသဖြင့်ဝလုံးတိုင်ကိုထုံးနေရပြီးလဲကွင်းထဲမောင်နှမ2 ယောက်ရှောက်သွားရင်6 လန့်ကြရတယ်9 နာရီကျော်10 နာရီနောက်ပိုင်းနေပူလာသလိုငှက်ကလေးများလည်းရောက်မလာကြတော့ပါဒီနေ့မနက်လဲကွင်းသို့အလားရွာမှထွက်လာပြီးလဲကွင်းထဲသို့ရောက်၍မကြသေးလမ်းမှာတရေ6 လန့်ချင်းခံလိုက်ရတယ်ဘီးတစ်ပတ်တစ်ချက်စပားကွင်းကြီးများဖြစ်တယ်သူတို့ရဲ့လက်ကွက်ထဲရောက်ရင်15 မိနစ်ခန့်သွားရအောင်မယ်ခါတိုင်းလဲကွင်းထဲရောက်သည့်အချိန်နေထွက်ပြီဖြစ်တယ်ယနေ့စောစောနိုးနေသည့်အတွက်မောင်ဖြစ်သူအောင်ရင်ကိုနိုးပြီးမနက်စာထမင်းချမ်းစားပြီးထွက်ခဲ့ခြင်းဖြစ်တယ်နေ့7 နာရီမထိုးခင်လဲကွင်းထဲအိမ်ပြန်လာမည်ဖြစ်တယ်ညနေ2 နာရီခွဲလဲကွင်းထဲသို့ပြန်လာပြီးစားကလေးများငှက်ကလေးများစပားစားရင်ရောက်လာကြပြန်တယ်စပားပြင်းရင်းစာပြုလာသည့်လက်သမားများမှာထိုအချိန်မှစ၍စာမောင်းကြရတယ်။အခလေးများလည်းလူတွေမောင်းလက်6 လက်နေသည့်ကြားမှဝင်ရောက်စားတော့ကြတယ်။တေးမရှိတော့ဘူး။နောက်လက်လုံးမလေးနဲ့မင်းလျှောက်ပြီးလိုက်လာခဲ့။အမချီကကြောင်းကျွန်းလုံးနေတော့ကျွန်တော်လည်းနောက်ကျောမလုံးဘူး။ခါတိုင်းလာနေကြတေးမချောက်ပါဘူး။တွားရင်လာရင်ကြုံကြိုက်လို့ဖြစ်မှာပါ။မက်ခင်ကအသက်20မောင်ဖြစ်သူအောင်ရင်က16 နှစ်ရှိသည်လေယာအလုံးမှာမိဘကိုဝင်ရောက်လောက်ကင်ပြီးရင်မောင်နှမ2 ယောက်လုံးအလဲတန်းအစ်စ်နဲ့ကြောင်းထွက်လိုက်ကြတယ်သူတို့လဲနာရောက်လာသည်အရှိစီမှရောင်နေပင်မတန်းသည်ဒီမိအမလောက်တာနဲ့တဲထဲမှာချင်းစီထိုင်နေရအောင်မယ်တရေကလည်း6 ခန့်ရသည်ငါလည်းခါတိုင်းချိန်တက်နည်းနည်းစောနေမယ်ထင်တာအခု1 နာရီလောက်စောသွားတယ်ဟိုမှာစားကြောက်ယူကြီးပါလားတော်လဲရမြောက်တာငါတွေ့တော့ကြောက်မသိဘူးငါတော့မြင်လိုက်တာနဲ့အသေးထိတ်သွားတာဒါဦးစောစံတုပ်လဲခွင်နဲ့ကစားကြောက်ယူကြီးနင်မြူလို့လားပြီးခဲ့တဲ့3 ရက်လောက်က
ဖေနဲ့ဦးဆိုးမောင်တဲတဲကိုသွားရင်သူ့လမ်းဘေးဖြတ်သွားတာစာချုပ်ရုပ်ကြီးကိုတေချာမြင်လိုက်တယ်။အဲ့ချိန်ထဲကလက်ရကထူးဆန်းလို့တေချာကြည့်ရင်မှတ်မိနေတာ။ဦးစောစံတို့လဲခွင်းထဲကစာချုပ်ရုပ်ဦးမြဆောင်လဲတဲ့ဘလူရောက်နေတာ။ပြီးခဲ့တဲ့6လလောက်ကဦးစောစံတို့ဆုံးသွားတယ်ကြားတယ်။စာချုပ်ရုပ်ကိုဦးမြဆောင်ကတွားယူခဲ့တာများလားမသိဘူး။စာချုပ်ရုပ်အနီးကဖျက်လျှောက်ခဲ့ရင်စာချုပ်ရုပ်အကြောင်းပြောလာကြတယ်။ဦးမြဆောင်လဲခွက်လုံးတော့ဥယျာဉ်အေးလဲခွက်ကိုဖျက်ရတယ်။ဥယျာဉ်လဲခွက်လုံးဒီနေ့သူတို့တဲကုန်းအဆက်ရောက်လာတယ်။ဟဲ့ဟိုမှာကြည့်လိုက်စမ်းမလီစာချုပ်ရုပ်ကြီးသူတို့အလဲအဆက်နဲ့ဥယျာဉ်အေးလဲအဆက်မှာစာချုပ်ရုပ်ကြီးရှိနေတယ်။စောစောကဦးမြဆောင်လဲခွက်ထဲမှာမြင်လိုက်တဲ့စာချုပ်ရုပ်ကြီးမဟုတ်တာစာချုပ်ရုပ်ချင်းတူတယ်လို့ဖြစ်ပေမဲ့တို့မြင်တဲ့စာချုပ်ရုပ်တော့မဟုတ်ဘူးဟုတ်ပါတယ်တိတိကျကျမြင်လိုက်တယ်ဘာကိုမြင်တာလဲဟိုမှာကြည့်လေအပေါ်ကဝတ်ပေးထားတဲ့ကိုယ်အင်းကြီးအစုပ်ကြီးမှာရှိနေတဲ့ကျဲသီးကဖြူတစ်လုံးအနက်တစ်လုံးဟိုမှာမြင်ခဲ့တဲ့စာချုပ်ရုပ်မှာလည်းဒီအတိုင်းပဲရှိနေတယ်ထူးဆန်းတာမနေ့ကတဲပြန်တော့ဒီမှာစာချုပ်ရုပ်မှာမရှိတာဒုတဲနာမှာဒီစာချုပ်ရုပ်ဘယ်သူလာစိုက်တာလဲဥယျာဉ်ကြီးများလားကဲမသိရင်လည်းထားလိုက်ခဏနေထွက်မှာအဲ့တော့မှတေးချာလိုက်ကြည့်အမကဘာလိုက်ကြည့်မှာလဲဦးမြဆောင်လက်ခွက်ထဲကမြင်လိုက်တဲ့စာချုပ်ရုပ်နဲ့စောစောကစာချုပ်ရုပ်ကိုတခုတည်းဟုတ်မဟုတ်ငါတော့ကြည့်မလို့ကျွန်တော်လည်းမရှင်းပြတတ်တော့ဘာကြောင့်ဒီစာချုပ်ရုပ်ကတူနေရလဲစာချုပ်ရုပ်တရေတော့မဟုတ်နိုင်ပါမောင်နှမနဲ့ရောစကားတပြောပြောနဲ့တဲတဲသူရောက်လာကြတယ်တဲပေါ်မတက်သေးပဲနှင်းရီကြောင့်ဖော်တော်ရဲလျှောက်လာသလိုဖြစ်နေတော့ခြေထောက်ကိုရေဆေးရန်ရေတွင်းရှိရဘက်သို့ခြေပုံးဆွဲပြီးထွက်လာကြတယ်ဟင်စားကြောက်ရောဘာလဲမဘာတွေးပြန်ပြီလဲဟာဟုတ်ပါရဲ့ဟိုလေတော့ကစားကြောက်ကဘယ်ရောက်သွားပြန်ပြီလဲရော့အမခြေထောက်ဆေးပြီးတဲပေါ်ပြန်တော့ဒီမှာရေပုံးထားခဲ့ဟိုနားသွားအောင်ဟဲ့ဘယ်ကိုသွားအောင်မလို့လဲဦးမြတ်ဆောင်လေတွေကစာချုပ်ရုပ်ကိုတွားကြည့်မလို့စာချုပ်ရုပ်တည်းရဲ့ဆိုဘယ်လိုလုပ်မလဲဒီအချိန်မချောက်တော့ပါဘူးနေလဲထွက်စာပြုတ်နေပါရောင်နီတန်းနေပြီအောင်ရင်ကဦးမြတ်ဆောင်လေခွက်ဘက်သို့ထွက်သွားတယ်ဥယျာဉ်လေခွက်အဆက်ရောက်တဲ့နေ့သွားနေသောခြေလမ်းတို့ရက်သွားတယ်ဥယျာဉ်လေဆက်ကအလဲမရောက်ခင်ဦးမြဆောင်လေခွက်ကိုမြင်ရတယ်။လဲနဲ့ထိစပ်နေသောလဲများဖြစ်၍ဦးမြဆောင်လေခွက်အတွင်းလမ်းပေါ်မှာမြင်ခဲ့ရသောစာချုပ်ရုပ်ကဦးမြဆောင်လေခွက်ထဲမှာရှိမနေတော့ဥယျာဉ်လေခွင်းထဲမှာလည်းရုတ်တရက်ပျောက်သွား။ဘေးရီဆန်ဆန်မြင်လိုက်ပျောက်လိုက်ဖြစ်နေသောစာချုပ်ရုပ်ကြောင့်အောင်ရင်တို့မောင်နှမနှစ်ယောက်အတွေးတွေပုံနေရတယ်။ရွာကအထွက်တရေ6ခန်းရသေးတယ်။တရေပျောက်သွားပြီးမကြခင်မှာပဲစာချုပ်ရုပ်ကိုလည်းတွေ့ရတယ်။စာချုပ်နဲ့တရေဆက်ဆက်မှုရှိလေသလားမစင်းစားတတ်တော့ပါ။လွန်ခဲ့သော9နှစ်ခန့်ကဖြစ်တယ်။ဦးစောစံတို့တယောက်သူ့မှာလဲ10ဧကခန့်ရှိတယ်။လေထဲမှာရည်ထားသောစပားကောက်လိုက်များလဲနှစီတိုက်စာများပျောက်သွား။သူ့လဲနဲ့ဆက်ဆက်နေသောဦးဆန်ထွန်းအားစပားတစ်ခုဆွဲကဒုတ်ဆွဲဓာတ်ဆွဲနဲ့ရန်အကြီးကျယ်ဖြစ်ကြတယ်။ထိုများနဲ့ကိစ္စပြီးမတော့ပဲရဲတိုင်နေရဲကလာစစ်စီးတော့လက်နှစ်စီးနဲ့စပားများတင်းပြီးသွားသည့်လှဲပြီးရာကိုတွေ့ကြတယ်။လှဲပြီးရာကလဲလန်းပေါ်ရောက်သွားပြီးအများသွားထားသောလဲလန်းဖြစ်နေသည့်အတွက်ဆက်လိုက်၍မရတော့ရဲများကောက်ချက်ချသောစကားတိုင်းဆိုဥဆန်တော်မဖြစ်နိုင်ဘူးဆိုတဲ့လဲနဲ့သွားရင်လမ်းနဲ့နီးသောလဲခွက်အတွင်းမှဝင်ရင်တင်ကားမောင်းသွားသည်ဖြစ်၍မိသူမိဝါဆိုသည်မသိနိုင်တော့ထိုနောက်ပိုင်းမှာဆက်၍ဦးစောဆန်တို့သူ့လဲကိုစောင့်ရင်တရေမွေးထားသည်ဟုသတင်းထွက်လာတယ်ထိုတရေကယောက်ျားတစ်ယောက်အစိမ့်တင်နှင့်တည်သွားတယ်ဒင်းညိုင်မှနေအောက်လန်းဆရာကသွားခေါ်ပြီးဦးစောဆန်တို့မွေးရန်လာထားပေးသွားသည်ဟုလူတွေကြားအောင်ဦးစောဆန်တို့ကိုယ်တိုင်သတင်းလွှင့်ခဲ့တယ်သူ့လဲတဲ့မျက်တပင်ပဲဖြစ်ဖြစ်တတိရှိရင်လာနှုတ်ကြည့်ဥပင်အော်ဟစ်ပြောဆိုနေတယ်သူစကားကြောင့်
တရေသစီမယုံသည့်ကိုပုဆိုသူကတညအရက်ဝိုင်းမှာအရက်တောက်ရင်သူတစ်ပါးခိုးခံရသည့်အတွက်လူတွေကြောက်လန့်အောင်6လန့်လုံးလုံးပြောသည်စကားကိုမယုံရန်သူကိုယ်တိုင်သွားပြီးတခုခုလောက်ပြမိဟုဆိုကာဓာတ်တစ်ချောင်းယူ၍ဦးစောဆန်တို့လဲခွန်းထဲသို့ထွက်သွားခဲ့တယ်။အချိန်ကည8 နာရီခန့်ရှိပြီ။ကိုပုတယောက်ဦးစောဆန်တို့လဲခွန်းထဲရောက်လာတယ်။ကိုင်းတီးနံဆိုက်ရန်ထဲထိုးထွန်ဆွလှုပ်ထားသည့်မြည်သည့်အပင်ကိုဖျက်ဆီးရမည်ကိုရှာမတွေ့။လဲခွက်ထဲရှောက်သွားရင်တဲအနီးသို့ရောက်သွားတယ်။တဲနဲ့မနီးမဝေးမှာပြိုးပင်ပေါက်များကိုတွေးလိုက်ရတယ်။ငရုတ်ပြိုးပင်များဆေးရွက်ကြီးပြိုးပင်များချမောင်ပြိုးပင်များသူ့ခုံနှင့်သူ့ခုံလိုက်ပြိုးထောင်ထားတယ်။ပြိုးပင်များမှာ2 လက်မ3 လက်မခန့်အရွယ်ရှိနေပြီ။ဦးစောသက်တို့နှင့်သူ့တရင်ငါတို့တဲအတွင်းမှာထမင်းစားနေသည့်စကားသံများကြားနေရတယ်။ဟေ့မင်းထမင်းစားတာနှေးလိုက်တာဟင်းမကောင်းလို့လား။ကောင်းပါလေဦးလေးကျွန်တော်ထမင်းစားတာ2 ပတ်ကန်ရှိပြီ။ငါတော့ကွာပြီမင်းအစားနေတယ်ဖြည်းဖြည်းသာစား။ထဲကစကားသံများကြောင့်ဦးစောစံတို့ထမင်းဝိုင်းကထနေပြီကိုပုတီးလိုက်တယ်။တို့ကြောင့်မယုတ်ခုံကိုဓာတ်နဲ့တစ်ချက်တည်းသိမ့်ခုတ်ပြီးနောက်ကျောင်းပြန်လှည့်လာခဲ့တယ်။စုပုံပေါက်နေသောငရုတ်ပင်လေးများဓာတ်ကျက်အောက်မှာပင်ပေါက်400-500ခန့်ပြတ်ထွက်သွားတယ်။သူတစ်ချက်ပဲလွှဲခုတ်ပြီးတစ်ချက်ပြုံးကပြန်လာခဲ့တယ်။စမ်းသက်ချက်ကတော့ပြီးပြီ။တဲနဲ့ဝိသရက်ဝေးအောင်ခြေလန်းကြဲကြဲလျှောက်ပြီးထွက်လာတယ်။ထိုစဉ်သူ့ရှေ့မှာမဲမဲကြီးရက်နေသည်ကိုမြင်လိုက်ရတယ်။တရေလည်းမဟုတ်ဘာကောင်ကြီးပါလဲကိုစဉ်းစားလိုက်တယ်။ဖေဒါစာကြောက်ရုပ်ကြီးအဖြေပေါ်သည်နှင့်တပြိုင်တည်းစာကြောက်ရုပ်ကြီးလက်တစ်ဖက်ရုတ်တရက်ရှည်ထက်လာကကိုပုဝမ်းပိုင်ထဲသို့ဖောက်ဝင်သွားတယ်။ကိုလုံးထဲကိုကောက်ရိုးမြင်တွေနေရာအနှံ့ဖောက်ဝင်သွားတယ်။တဖြည်းဖြည်းကောက်ရိုးမြင်များတကိုယ်လုံးနီးပါးဖောက်လန်းသွားစီကိုသိရှိခံစားနေရင်အသက်ရှူချက်ကခဏအတွင်းမှာပဲအသက်ပျောက်သွားတော့တယ်။ကိုပုတယောက်အသက်သေဆုံးသွားသည့်နေ့စာကြောက်ရုပ်ကြီးကနေရာကပျောက်သွားတော့တယ်။ကိုပုတယောက်သေဆုံးနေသည်ကိုမနှက်လင်းမှလူတွေသိကြရတယ်။ညကတကိုယ်လုံးဖုံးအောင်တွေ့ကပ်နေသောကောက်ရိုးမြင်များမရှိတော့တခုခုကိုမြင်ပြီးကြောက်လန့်သည့်ပုံနှင့်တည်နေသည်ကိုသာတွေ့ကြရတယ်။အလောင်းကဦးစောတန်တို့လဲအနီးလမ်းဘေးမှာပက်လက်အနေထားနဲ့တွေ့ကြတယ်။အရက်တောက်ဖို့တောက်ဖက်များသာဦးစောတန်တို့လဲမှာတရေမွေးထားကြောင်းလက်ခံခဲ့ပြီးရွာသားအတော်များများကတော့လက်မခံသေးဘူး။ဦးစောတန်တို့ကတီလင်းကြော်ညာထားပေမဲ့လက်တွေ့မဟုတ်သည့်အတွက်မယုံကြသေး။တို့ကြောင့်ကြားရကောင်းမှန်းမသိကြကိုပုတီတီကိစ္စကိုလည်းရိုးရိုးပဲတွေးကြတယ်။ကိုပုနဲ့အရက်တောက်ဖို့တောက်ဖက်တို့ပြောသည့်စကားကိုလည်းမြည်သူများမယုံကြ။ကိုင်းဆိုင်ချိန်အတွင်းမှာရောကိုင်းသိန်းချိန်အတွင်းမှာရောဦးစောဆန်တို့၏လဲမှာနေစားဝင်လုံးသားသူများတရင်ငှားသူများအားလုံးဦးစောဆန်တို့တဲပြီးမှာထောင်ထားသောစာချုပ်ရုပ်ကြီးကိုတွေးကြတယ်။အချို့ကရိုးရိုးတန်းတန်းဆက်စုကြတယ်။ဦးလေးစပားချိန်မဟုတ်ပဲစာချုပ်ရုပ်ကြီးဘာလို့လှုပ်ထားတာလဲ။စပားတွေရင်းချိန်ကစာချောက်ဖို့လှုပ်ထားတာစပားတီးလို့ရင်းလာတာနဲ့ဒီစာချုပ်ရုပ်ကအသုံးဝင်မှာဒါကြောင့်မဖြက်စီးပြစ်ပဲလွတ်ရမှာတိမ့်ထားတာကွာ။စာချုပ်ရုပ်များဦးလေးဟာဘယ်ချိန်ကောက်လို့လုံးလို့ရနေတာပဲလွယ်တီးတော့တယ်ဟုတ်တာပေါ့ဒါပေမဲ့ဒီစာချုပ်ရုပ်ကတော့မတူဘူးကွာလှုပ်ချင်တိုင်းလှုပ်လို့မဖြစ်ဘူးလေကဲပါမင်းအလုပ်ရှိတာသွားလှုပ်စမ်းပါစာချုပ်ရုပ်ကိုစိတ်ဝင်စားနေလို့မင်းပတ်စံရမှာမဟုတ်တဲဘီကစာချုပ်ရုပ်ကိုစိတ်ဝင်စားရေးမိတိုင်းစာချုပ်ရုပ်ကမိုးရွာလို့ဆူဆူနေပူလို့ချောက်ချောက်အထဲမှာတွတ်သွင်းထားသောကောက်ရိုးကြောင်များကဆွေးမြေ့သွားခြင်းအယောင်ပြက်ကြွားခြင်းမရှိပဲစပားနယ်ဘီကစားထွက်လာသောကောက်ရိုး6နယ်တစ်လွင်တောက်ပလျက်ရှိနေခေါင်းပြလှုပ်ထားသောမြေအိုးမှာမျက်လုံးကိုတင်မောစီအနက်နဲ့ဆေးချထားပြီးမျက်သားကိုအဖြူရောင်မချေပဲအနီရောင်ချေထားတယ်။ရေနံပြုတ်နေသည့်ပါဇက်အပေါ်မှာသွားများကအဖြူရောင်တင်မောစီနဲ့ရေးထားပြီးအထက်အောက်အစွဲနှချောင်းစီထည့်ထားလိုက်သည်။ရုတ်တရက်ဆိုမိစ္ဆာတကောင်တစ်ခုခုပြုတ်လုပြီးသည့်အတွက်သဘောကျနှိမ့်ချိုက်နေတဲ့ပုံစံမျိုးဖြစ်နေတယ်။ကိုင်းများတိမ့်ပြီးဦးစောစံတို့ရွာတဲ့သို့ကိစ္စရှိ၍သွားစဉ်တဲမှာတရင်ငါအောင်ဝင်းကိုထားခဲ့တယ်။တဲမှာပွဲစားကိုရောက်မိငရုတ်အသီးအမဲချောင်များ
မြေပဲကြောင့်များဝရိုင်းပန်းများနှင့်ထည့်ထားတယ်အားလုံးမချင်းတရသည်ထို့သမျှနေလန်းပြီးသမျှစုပြုံထည့်ထားခြင်းဖြစ်တယ်အောင်ဝင်းတယောက်ဦးစောစံတို့ပြန်မလာခင်မြေပဲနှင့်ပြေးထွက်တငယ်ချင်းတိမ့်တော်လက်ကွင်းထဲသို့ထမ်းသွားပြီးဖွက်ထားလိုက်တယ်မနက်တိမ့်တော်လဲတဲ့ရောက်မှပြောပြပြီးရတီစည်းနဲ့ရောက်မယ်ကိုစိတ်ပိုင်းဖြတ်ထားတယ်မြေပဲတအိတ်ထမ်းဖို့ပြီးနောက်တအိတ်ထမ်းလာခဲ့တယ်ပထမမြေပဲအနီးရောက်မှရှေ့မှာရက်နေတဲ့အရာကိုမြင်လိုက်ရတယ်ဟင်ဒါကြီးကဘာလို့ဒီရောက်နေရလဲနေ့စဉ်တွေ့နေရသောစာချုပ်ရုပ်ကြီးကသူ့ရှေ့မှာရက်နေသည့်အတွက်ပခုံးပေါ်မှာထမ်းလာသောမြေပဲအိတ်ကိုအောက်သို့ချလိုက်တယ်စောစောကမြေပဲအိတ်လာချစဉ်ကဘာမှမရှိယခုထူးထူးဆန်းဆန်းဘဲကမှန်ပေါ်လာမှန်းမသိတဲ့စာချုပ်ရုပ်ကြီးကိုအသေးချာကြည့်နေမိတယ်မျက်လုံးနှလုံးမှာခြေထားသောဆေးအနီရောင်ကပိုပြီးတောက်ပနေသည်ကိုထင်လိုက်ရတယ်ထိုစဉ်မှာပဲရီပြုံးပြုံးနဲ့အဆွဲအဖွေးသားပါဇက်ကကြောက်စရာအသွင်ဖျဲပြလာပြီးအထဲမှကောက်ရိုးမြီများရုတ်တရက်ထွက်လာကအောင်ဝင်း၏မျက်စိနှာခေါင်းပါဇက်နာစသောအပေါက်ရှိသည့်နေရာမှန်သမျှကိုဝင်သွားတော့တယ်အာနာကျင်စွာအော်ရင်တဖြည်းဖြည်းအတန်ပြောက်သွားတယ်ကောက်ရိုးမြီများကခန္ဓာကိုယ်အနှံ့အတွင်းမှအပြင်သို့ဖောက်ထွက်လာကြတယ်တဖြည်းဖြည်းတကိုယ်လုံးကောက်ရိုးမြီများဖုံးအုပ်သွားပြီးမြေပေါ်သို့ပြစ်လဲကျသွားတော့အောင်ဝင်းအသက်ပျောက်သွားသည့်နှင့်သူ့ခန္ဓာကိုယ်မှာဖုံးလွှမ်းနေသောကောက်ရိုးမြစ်များလည်းပျောက်ကွယ်သွားတော့တယ်ည9 နာရီခန့်ဦးစောစံတို့တဲသို့ပြန်ရောက်လာတယ်သူနှင့်အတူတရင်ကားထွန်းရိုင်လဲလှဲမောင်းလာတယ်လဲဧက20ကျော်ဦးစောစံတို့တရင်ကား2ယောက်ခေါ်ထားတယ်သူကလည်းအသက်50ကျော်အုပ်ဆိုးကိုဖြစ်တယ်လွန်ခဲ့သော3နှစ်ခန့်ကဇနီးတည်ဆုံသွားတယ်နောက်ထပ်အိမ်အောင်မပြုတ်ဖြစ်တော့သူ့မှာသမီး2ယောက်ရှိတော့လဲအိမ်အောင်အတိအကျကအခြားမြို့ရွာရောက်နေကြတယ်သားတစ်ယောက်သမီးတစ်ယောက်ရှိပေမဲ့လဲအလုပ်ကိုစိတ်မဝင်စားကြဦးစောစံတို့ကအိမ်အောင်ကြတော့သောသားနဲ့သမီးတို့ကိုငါတေမအမွေလာခွဲကြဆိုပြီးဘာမှမပေးပဲထိုစကားသာပြောထားတယ်အရက်အနှဲငယ်တောက်တီလွဲပြီးနောက်ထပ်မိမမယူရဲနေခဲ့တယ်နေထိုင်မှန်တော့လဲရွာသားအတော်များများနဲ့မတက်အပြောဆိုပြတ်တယ်မိသူအားမလည်းအကူညီမပေးတတ်အငူညီလည်းမိသူထံမှမတောင်းတို့ကြောင့်သူ့ကိုအနီးနားကလူတွေကခေါ်ပြောမရှိအလိုလိုမျက်မုံးကျိုးနေကြတယ်ရှင်းနွေတွေကဦးစောစံတို့မှာအပေါင်းဖော်မိတ်ဆွေမရှိမှန်းသိသည့်အတွက်လဲနီးနားချင်းတွေကနီးမျိုးစုံနဲ့အကဲဆန်းကြတယ်တပြေးပြေးဆိုးရလာသည့်အတွက်သူ့စီးပွားရေးကိုထီရဲထီကြီးတရဲမွေးထားသည်ဟုအများကြောက်အောင်အော်ဟစ်အတီးပေးခဲ့တယ်ယခုတိုင်းဆိုရင်ဦးစောစံထုတ်မွေးထားသည့်စာကြောက်ရုပ်ကြီးသာဖြစ်နိုင်တော့တယ်စာကြောက်ရုပ်ဆိုသည်စပားတီးချိန်မှရိတ်သိမ်းချိန်အတွင်းသာလှုပ်လေလှုပ်တာရှိတယ်စပားရိတ်ပြီးဆိုရင်စာကြောက်ရုပ်များကိုဖျက်ဆီးပစ်လေရှိတယ်ယခုဦးစောစံထုတ်ကသူ့တဲအနီးနားမှာထားသောစာကြောက်ရုပ်တပ်တန်းက2 နှစ်ခွဲခန့်ရှိပြီလာမည့်စပားပေါ်ချိန်သို့3 နှစ်ပြီးတော့မည်အယုတ်ကဒီတိုင်းသာရှိနေတယ်မိုးရဲပြစ်ထားလဲဆွေးမသွားဘူးနေပူလဲကျွတ်ချောင်မသွားဘူးထူးဆန်းတီကတော့အမှန်ပဲဦးစောစံတို့နဲ့ထွန်းကြိုင်တို့တဲသို့ရောက်သည့်နှင့်နွားကိုလဲမှဖြုတ်ပြီးရေတိုင်းလိုက်တယ်အောင်ဝင်းဦးစောစံတို့ကတကားပွင့်နေသည့်အတွက်ပြင်းနာလှက်ပတ်ခေါ်ကြည့်နေတယ်အောင်ဝင်းပြန်ထူးတယ်မကြားရတဲတကားဖွင့်ပြီးဒီကောင်ဘယ်ကိုထွက်သွားနေလဲမသိဘူးအရက်များတောက်တောက်နေတာလားဒီကောင်မှာပတ်စံရှိတာမမြင်ဘူးဦးလေးစံဟာငါငရုတ်ချောက်တအိပ်ပဲဖြစ်ဖြစ်မြေပဲတအိပ်ပဲဖြစ်ဖြစ်ထမ်းသွားလာမှမသိပဲသိန်းထွန်းတဲမှာအရက်နဲ့သွားလဲတောက်နေတာဖြစ်နေနိုင်တယ်ကျွန်တော်လိုက်သွားပြီးကြည့်ပြရမလားမင်းအလုပ်ပြီးအောင်ရင်လို့ငါဘိုက်စားနေပြီထမင်းစားကြမယ်ထမင်းစားပြီးလို့မှရောက်မလာရင်လိုက်သွားကြည့်ပေါ့မကြခင်2 ယောက်သားညစာထမင်းစားကြတယ်ထွန်းညိုင်မနဲ့ရွာရဲသွားတင်အေးတို့အိမ်ကကြက်နှစ်ကောင်အရှင်သွားခဲ့သူတောင်းတလောက်ပေးခဲ့မွေးမလုံလားဦးလေးဆန်းမမွေးရဘူးငါကိစ္စရှိလို့ပါခါတိုင်းအောင်ဝင်းကဝယ်ပေးနေကြအခုမင်းကိုပါခိုင်းထားရမယ်အောင်ဝင်းပြဿနာရှာရင်ငါအလောက်ကထုတ်ပြရမှာပဲ
ဒီညဒီကောင်ဘယ်ခြေလန်းနေဆိုတာသိရမှာပဲတခုမှားထားရအောင်မယ်မင်းတို့အလုပ်စဝင်ကလေးကမှားပြီးအခုထပ်မှားရအောင်မယ်ဘာကိစ္စရှိငါ့ကိုပြောငါတဲကမင်းမပိုင်တဲ့ပစ္စည်းဘာပြေးဖြစ်တိတိလေးရစာမယူမိစေနဲ့တော့ယူမိရင်မင်းအသက်ရှင်ဖို့ငါအာမမခံနိုင်ဘူးတိတိချာချာမှတ်ထားနော်ဟုတ်ကဲ့ဦးလေးဆန်ထမင်းအောင်ဦးလေးဆန်မပါပဲတယောက်တည်းမစားပါဘူးခဏကြာတော့ထမင်းစားပြီးသွားပြီထိုချိန်ထိတော့အောင်ဝင်းပြန်မရောက်လာသည်ချိန်ကလည်းည8 နာရီကျော်ပြီရွာထဲမြသွားလာရွာထဲသွားရင်တကားပိတ်ပြီးသွားမှာပေါ့အခုထိအနီးနားကိုထွက်သွားတာမို့တကားပိတ်မသွားတာဖြစ်နိုင်တယ်ထွန်းကြိုင်လဲဓမီတက်လက်ဆွဲပြီးအရက်ရောင်သောတိန်းထုံးတို့တဲသို့ထွက်လာခဲ့10 မိနစ်တခန့်ရှောက်လာခဲ့တော့အရက်ရောင်သောတဲသို့ရောက်သွားခဲ့တယ်ထိုတဲမှာအရက်တောက်နေသူ3-4 ယောက်ရှိတယ်တိန်းထုံးကသူ့တဲသို့လဲရောက်မလာဘူးဆိုတော့အရက်လဲလာဝဲခြင်းမရှိဘူးပြောလိုက်တယ်ထွန်းကြိုင်တက်ကိုဖြက်လန်းကလာခဲ့တယ်ဦးစောစံတုတ်လဲခွင်းနဲ့ရောက်တဲ့နေ့ကိုပေါက်စဦးစောတုတ်ကိုချားရသည့်လဲကတင်းရိုးပေါ်မှာနင်းပြီးရှောက်ပြန်ခဲ့ဟင်ဘာပါလဲဂုံကြီးတစ်လုံးကိုပေါက်စလဲဆက်မှာတွေ့လိုက်တယ်